အိမ်မော်လက်စပေါ်ဒီအိမ်မော်လက်စပေါ်အေးရှမောင်လေးတိုက်တွေ့တာဟင်ခတ်ချုံမုံဒီစပေါ်မှာရောက်တော့တဲ့ဆွမ်းပြဖို့စပေါ်မှာတစ်စိတ်ကကိုကြီးလားတိုက်ပေါ်လီခိုင်ပေါ်လီမေးမလဲရမယ်စမ်းရောက်ချစ်စစ်တွေပေါ်ရလို့စပေါ်ချုံမုံကိုကျေးဇူးတင်လို့ဟိုအိမ်မလေးစပေါ်ဒီအိမ်မလေးစပေါ်ပြောင်းမှုကျန်ပလောပိနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရမ်းကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်